ဆိုတော့ကြတဲ့ရောက်စီတိုင်းဘုရားရှိခိုးကောင်းချီးပေးပါစေအာမင်ကျွန်တော်ခုချိန်မှာဆက်လက်ပြီးနှုတ်ပတ်တော်ဂျာနာယမှာပြတယ်နှုတ်ပတ်တော်ကိုငါပြီးမဲ့ဆရာကိုကျွန်တော်အားလုံးပဲလက်ခုပ်တီးခြင်းအပြင်ပြန်ပြီးကြိုဆိုကြရအောင်အာမင်အားလုံးမင်္ဂလာပါအားလုံးယေရှုနာမနဲ့တော့ဆက်တာပါလေခရစ်စမတ်မွေးနေ့ရှင်ယေရှုခရစ်တော်ထံမှာလာတော့ညင်သက်ခြင်းဝိမျိုးချင်းပြုစုခြင်းအားလုံးပေါ်မှာတည်ရောက်ပါစေဒီနေ့စမတ်ပွဲတော်မှာဆရာတော်မိသားစုကိုဆက်လက်ပြီးတော့ဖက်ခဲရတဲ့အတွက်ကြောင့်လည်းအားလုံးကိုကျေးဇူးတင်နေဥက္ကဋ္ဌကအောက်တိုဘာလကလေးကဆရာကိုပြောတာဖြစ်တဲ့အတွက်ကြောင့်အရန်ကိုပြင်ဆင်ထားတာဒီလားဒါမှခရစ်စမတ်အကြောင်းကတော့အခုအတိတ်တဆေရှင်နဲ့20ရှိတဲ့လူက20ပေါ့နော်30ရှိ30 50အားလုံးချစ်ပါပြီးသားအမေနဲ့မဲ့ဒီချက်ဖက်မဲ့ချက်ပေးလေဒီမနေ့အခုထပ်ဖက်တဲ့ချက်ပေးပဲဖြစ်တယ်ဆိုတော့အားလုံးတည်ပြီးသားဆိုတော့ဒါမဲ့ဆရာအောက်တိုဘာလကအခုထပ်ကပြောတော့နှစ်လလုံးပြင်ဆင်ထားတာလေအဲ့ဒါတော့ဒီနေ့ဆရာပေါ်မြတ်ကအဆိုင်ကောင်းတယ်ဖိနာနေဆိုတော့ဆရာတော်ကနားထောင်ပြီးတော့ဒီမှာထိုင်ချင်တာဆရာဟောတဲ့ချိန်မှာလေဆရာလည်းဒီမှာထိုင်ပြီးတော့နားထောင်ချင်တာဘာဖြစ်လို့လဲဆိုတော့ဆရာပြင်ဆင်ထားတာအဆိုင်ကောင်းလို့လေလောကဝရခန့်ချင်းနေအငယ်ရှိကနာဆက်ဖက်မယ်သူဒီမှာသူထိတ်တော့ဒီညအခါတော့အရက်နဲ့ခုလေမိမိသူ့စုကိုဆောင်နေကြစဖြစ်ရှင်ထာဝရဘုရားရဲ့ကောင်းတင်တမန်ဒီသူတို့အနာမှာပေါ်လာကျွဲဘဝချင်းနဲ့ထာဝရဘုရားရဲ့ဘုံတော်ထွတ်တော့တဲ့ဖြင့်သူတို့ဒီအရင်ကျုပ်ဆွချစ်တော်ရောက်ကြ၏ကောင်းကင်တမန်ကလည်းကျုပ်ဆွချင်းမရှိကြနဲ့နံပါတ်1ကျုပ်ဆွချင်းမရှိကြနဲ့လူအပေါင်းတော့အလုံးဝတ်မြောက်စရာတရင်ကိုငါဒီတင်းတော့အားကျစေရ၏ဒီနေ့နဲ့တွင်ဒါဝိဒ်မြို့၌ယေရှုခရစ်တော်ဒီကယ်တင်ရှင်အရှင်တင်းတော့အဖို့လူငါဖွားမင်းတော်ခံပြီးဖတ်တော်ကြံပေးအားဖြင့်ရှိတဲ့ကိုဖျက်တင်ကောင်းပေးပါစေဒီနေ့ဆရာတော်မိသားစုကိုလည်းမထိုက်တန်ပဲနဲ့ဒီကကတင်းတော်ကအခုတင်းကိုတင်းသားလို့အခုလူကြီးလူဆက်ဆံပြီးတော့အမေတဖိုက်ခေါ်တဲ့အတွက်ကျေးဇူးတင်နေသူတို့ဒီနေ့ခရစ်စမတ်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ခရစ်စမတ်ရဲ့အဓိပ္ပာယ်ရှိကျွေးချက်အမေကပြောကြတယ်ဘာလဲဆိုတော့ဘုရားသခင်ချစ်ချင်းမတန်ဘုရားရဲ့ချစ်ချင်းမတန်ကိုကျွန်တော်တို့ရှိမှပေးပူပြီးတော့ဓမ္မဟောင်းမှာရှိတဲ့ဂတိတော်အားလုံးကိုပြည့်စုံတော်နေရဖြစ်တယ်ဟာလေလုယာဒီနေ့ဟာယေရှုခရစ်တော်မွေးနေ့မဟုတ်ဘူးနော်ဒီနေ့ဒီဘာလာဟာယေရှုခရစ်တော်ဒီလောကမှာမွေးနေ့မဟုတ်ဘူးယေရှုခရစ်တော်မွေးနေ့ဘယ်သူကမှမသိဘူးဆိုတော့ခရစ်စမတ်ကိုကျင်းပတဲ့ချိန်မှာတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးနော်25ရက်မှာဒီဇင်ဘာလ25ရက်နေ့မှာခရစ်စမတ်ကိုကျင်းပတဲ့နိုင်ငံက100ကျော်ရှိတယ်နော်100ကျော်နိုင်ငံက25ရက်နေ့မှာကျင်းပတယ်ကျွန်တော်တို့ကျဆာမှာဥပမာပြောမယ်ဆိုတော့ဩစတြေးလျမဟုတ်ဘူးနော်ဩစတြေးလျလို့ခေါ်တဲ့နိုင်ငံဆိုတော့ဒီဇင်ဘာလ24ရက်မှာကျင်းပတယ်ရုရှားနိုင်ငံနော်အခုယူကရိန်းကိုတိုက်ခဲ့တဲ့ရုရှားနိုင်ငံဆိုရင်ဇန်နဝါရီလ9ရက်နေ့မှာကျင်းပတာအများပြည်သူတို့ကတော့လူထရနဲ့ရိုမန်ကက်သလစ်မများတော့လေဇန်နဝါရီလ9ရက်နေ့မှာကျင်းပထားတာပြီးတော့ဖီလန်နိုင်ငံလေကမ္ဘာပေါ်မှာအကောင်းဆုံး attention ဆုံးပေါ့နော်အေချန်ဆုံးနိုင်ငံဖီလန်နိုင်ငံဆွစ်ဇာလန်နိုင်ငံပေါ့နော်ဖီလန်နိုင်ငံကသူတို့ကဒီဇင်ဘာလ24ရက်နေ့မှာကျင်းပတယ်ပြီးတော့အာမေးနီးယားလို့ခေါ်တဲ့ Roman Catholic ဘာလဲRichard Umbrem ကတာတာပြောတဲ့နော်မွတ်စလင်နိုင်ငံလေသူတို့လည်းအခုချိန်မှာဆိုတော့ Roman နိုင်ငံကဇန်နဝါရီလ6ရက်နေ့မှာသူတို့ခရစ်စမတ်ကိုကျင်းပတယ်ပြီးတော့အခုညီလေးမူဂျန်တော့နိုင်ငံယူကရိန်းနိုင်ငံနော်ယူကရိန်းနိုင်ငံကဒီဇင်ဘာလ16မှာသူတို့ပြကျင်းပါတယ်အရန်တော့ဆက်ကောင်းတယ်နော်ပြီးတော့ဆွီဒင်နိုင်ငံကသူပြောရဒီဇင်ဘာလ10လဲဆွီဒင်နဲ့ဖီလန်ကပြီးတော့အီသီယိုးပီးယားနိုင်ငံစတီဗန်ကခင်ဗျာဖတ်တဲ့အကျဉ်းစာနားလေလာသူပြောတော့ဘသူကမှမရှိပြပဲနဲ့ဆိုတော့ဘသူနားလေမလဲဆိုတယ်လေအီသီယိုးပီးယားသူကအဲ့ဒီအီသီယိုးပီးယားနိုင်ငံကဒီဇင်သူတို့မှာဇန်နဝါရီလ9ရက်နေ့မှာသူတို့ကခရစ်စမတ်ကိုကျင်းပတယ်ဆိုတော့ UN အောက်မှာအတိအမပြိုတဲ့နိုင်ငံပေါင်းက190ကအတိအမပြိုတယ်ဒါပေမဲ့နိုင်ငံတက်တဲ့ independent ရတဲ့နိုင်ငံကနဲ့ပေါင်းမယ်ဆို220ကျော်ရှိတယ်အဲ့ဒီထဲမှာတော့ခရစ်စမတ်ကိုမကျင်းပတဲ့လူကနှစ်နိုင်ငံပဲရှိတယ်အရာနဲ့ဆက်ကောင်းတယ်နော်အဲ့ဒါနိုင်ငံကတော့ဆရာဒီကနေ့ပြောမှာမဟုတ်ဘူးနော်ဒီချိန်နေဆိုတော့တနေ့နဲ့ let's go မှာပဲပြီးဘူးနာပါလေfrequent တော်တော်ပြောတယ်
ဖွင့်ကမှမေးလို့ရတယ်နော်အဲ့ဒီတနာကန်တစ်ချက်တစ်ချက်နော်ဟုတ်ပါပြီဆိုတော့ခရစ်စမတ်ကလေယုံကြည်သူတာပြောချင်တာကယုံကြည်သူတက်ကကျင်းပါတာမဟုတ်ဘူးဒီမလေးရှားမှာလည်းကြည့်နော်ဒီရှင်ဘာလာရောက်ပြီဆိုတော့အော်ဒီလိုမျိုးတွေဖျားတောင်းထဲမှာမဟုတ်ဘူးနော်အော်ဆိုပင်းဒီမှာအမေတန်ထမ်းစုပြတော့ပါဗီလက်တော့အခုလုံးလောက်ထားတာဆိုတော့ပြောချင်တာကယေရှုခရစ်တော်ဟာဒီလောကမှာမွေးဖွားတယ်ဆိုတာကတော့ယုံကြည်သူမပြောနဲ့ဖျားတတ်တဲ့မိတွေမပြောနဲ့လောကကလက်ခံတာဟာလေလုယာဒီလောကကယေရှုခရစ်တော်ကိုဒီလောကမှာမွေးဖွားတယ်ဆိုတာလက်ခံပေမဲ့သူတို့ကအဲ့ဒီယေရှုခရစ်တော်ဟာကေတင်ပန်ရှင်အဖြစ်သူတို့ရဲ့တခင်အဖြစ်လက်မခံဘူးလက်မခံတဲ့အတွက်ကြောင့်သူတို့နောက်ဆုံးဘဝခရီးကတော့ငရေထောက်ရငရေပဲဖြစ်နေဒါပေမဲ့ဒီယေရှုခရစ်တော်လောကမှာဖွင့်မြင်နေဆိုတဲ့ဟာတော့သူတို့လက်ခံတယ်သူတို့အမှုရာနဲ့ကျွန်တော်ကြည့်ချတာပါလေဒါကြောင့်ကောင်းကင်ဘုံရှင်ပြည်ကိုဆွတ်ရပြီးတော့ဒီလောကမှာနော်မွေးဖွားလာတဲ့ယေရှုခရစ်တော်မွေးနေကိုယုံကြည်သူတွေအားလုံးကတပြိုင်နက်နော်ကြည်ပါနာဖွညာအတွက်ဒီနေ့ကိုတမထားတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကြည့်ဖို့လိုတယ်အဲ့ဒါကြောင့်ဒီနေ့ဟာဘုရားသခင်ကလောကီလူသားအဘိဓါကိုအရာကိုချစ်တဲ့နော်သူရဲ့မတ်တာကိုဘယ်ပို့တဲ့နေဖြစ်တဲ့တားတော်ယေရှုခရစ်တော်ဟာအော်ဒီလို့ခေါ်တဲ့ဓမ္မဟောင်းချက်ပါလေသူမွေးဖွားတဲ့အကြောင်းသူလက်ဝါးကတာမှာတင်မဲ့အကြောင်းသူရှင်ပြန်ထမြောက်မဲ့အကြောင်းကိုအချိန်ပေါင်း300တွေ့ခဲ့တယ်300နော်အဲ့ဒီ prophet ကပြောချက်နော်ယေရှုခရစ်တော်ကြွလာမယ်နော်မွေးဖွားလာမယ်အသက်ခံရမယ်ပြီးတော့ရှင်ပြန်ထမြောက်မယ်ဆိုတဲ့ဟာကို300ချိန်တွေ့ခဲ့တယ်အဲ့ဒီဂတိသစ္စာဖြစ်ဆိုတဲ့နေရာကိုဒီနေ့ဒီရှင်ပါလာ25ရက်နေ့မှာကျွန်တော်တို့ချိန်ပါတာဖြစ်တယ်နံပါတ်2ကတော့ဗာလဲအခုလာချက်ပဲဖြစ်တယ်ဒီတော့မဆိုရင်လည်းမချုံနဲ့ဒီတော့တော့ဗာလဲဝမ်းမြောက်ခြင်းတရင်ကိုငါတို့ယူဆောင်လာတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ဟာပျော်ရွှင်မဲ့နေ့ဖြစ်တယ်နော်ယေရှုခရစ်တော်ကိုဖျက်ခင်ကိုဝမ်းမြောက်စွာဖြင့်နော်ဝတ်ပြုမယ်ကူးကွယ်မယ်ခုံမဲ့တာမယ်နော်အဲ့လိုမျိုးနဲ့ဖျက်ပေါ့အာရပါရပေါ့နော်ချင်းဝင်မှာဖြစ်တယ်မျက်နှာတာပေးရမယ်မနော်မျက်နှာပြုံပြုံလေးနဲ့နော်ဒီမှာတရားနာထောင်တဲ့ချိန်မှာအဲ့ချင်းလူဘာလူနော်ဟာအဲ့လိုမျိုးနဲ့မလုပ်ရဘူးနော်အားလုံးပြပြစားတဲ့ချိန်မှာလေအာရပါရစားမယ်ဟုတ်တယ်နော်အဲ့ဒါတော့ဒီနေ့ကလောကဝမြောက်ဖျားကြောလာအဲ့ဒီဖျားကဘာတူလဲအရာအလုံးကိုပန်တာအုပ်စုတွေဖန်ရှင်းတဲ့အသက်ရှင်တော်ဖျားဝင်ကိုမွေးတဲ့ကိုချင်းပါတဲ့ဟာဖြစ်တယ်ဆိုတော့ဗာလဲဆိုတော့အချင်းချင်းယေရှုခရစ်တော်အပြင်မတ်တော်ဝင်မြပြီးအတူတူကဖျားကိုချင်းဝင်ရဖြစ်တယ်ဒီနေ့အချင်းတူတီတာရအားလုံးမှာကျွန်တော်ရှိတယ်လို့ဘုရားကသူ့ရဲ့သားတော်တူတီတော်သားတော်ယေရှုခရစ်တော်ကိုကျွန်တော်တို့ကိုဒီလောကကိုဆေးပြပြီးတော့ပေးတယ်သူ့မတ်တော်ကိုပေါ်ပြလဲအဲ့ဒီသားတော်ယေရှုခရစ်တော်ကကျွန်တော်တို့အတွင်းလက်ဝါးကတာမှာအသေးခံရတယ်ဟောကျွန်တော်တို့တရားမြတ်အစားသူကတည်ပေးရတယ်အဲ့ဒါကြောင့်သူကရှင်ပြန်ထမြောက်ပြီးတော့နင်တို့အတွင်းငါအကျွေးကိုငါဆက်ပေးပြီးနင်တို့တရားမြတ်ကငါတည်ခံပြီးငါကိုယူကြည်ပါငါကိုယူကြည်တော့သူဘောလို့ဒီထာဝရတဲ့ကိုရမယ်လို့ကျွန်တော်တို့မှားထားခဲ့တယ်ဆိုတော့ကျွန်တော်တို့တယောက်နဲ့တယောက်ဘုရားရဲ့သားတော်ပေးတယ်သားတော်ကသူ့အသက်ကိုပေးတယ်ကျွန်တော်တို့အချင်းချင်းတွေနဲ့ဘေကန်ချင်းအဖြစ်လက်ဆောင်ဘေကန်ချင်းအဖြစ်လောက်ရတာဟာခရစ်စမတ်ရဲ့အကျိုးကျေးဇူးဖြစ်တယ်ဆိုတာကိုဒီကနေ့ဆက်ပြောချင်တာဖြစ်တယ်ဒီနေ့အရင်ကိုဝတ်တဲ့ချက်ကောင်းတယ်ဆိုတော့အဲ့ဒီယေရှုခရစ်တော်ဟာဘယ်တော့မွေးဖွားမလဲနော်ဘယ်တော့အသက်မလဲဘယ်တော့လက်ဝါးကတာမှာတည်မလဲဆိုတာဓမ္မဟောမှာ300ချိန်ဟောပြောခဲ့ပေမဲ့နိပေါင်း4,200ကြာမှဒီဟာပြီးဆုံးလာတယ်အတိကတော့ဒိနီယကပြောတာတွေ့တယ်ပထမဆုံးကတော့ဇေနစ်အခန်းကြီးကပ္ပဝုချအခန်းကြီး3ငယ်စဉ်ကမှကျွန်တော်တွေ့ခဲ့တယ်မိမရဲ့သားနဲ့တင်ရဲ့သားကြီးကအမျိုးတွေကရဖြစ်မယ်ဆိုတာမိမရဲ့သားဆိုတာကဗာလဲအမျိုးနဲ့ဆိုတဲ့ယေရှုခရစ်တော်ဖြစ်တယ်ယောက်ျားမရှိဘဲနဲ့ဝိညာဉ်တော်အဖြစ်နော်မွေးဖွားလာတဲ့ယေရှုခရစ်တော်ကိုပြောချင်တာဖြစ်တယ်နံပါတ်1ကပ္ပဝုချအခန်းကြီး3ငယ်စဉ်ကမှတွေ့ခဲ့တယ်အဲ့လိုနဲ့နော်မောဆက်ဆောင်မှလည်းတွေ့တယ်ဆာလာကျမ်းမှလည်းမြင်ကြည့်တွေ့တယ်ပရိုဖက်တွေပြောတဲ့ကျမ်းမှလည်းအများကြီးတွေ့တယ်မိုက်ကတော့နော်မာလခီတော့မှတွေ့တယ်အဲ့တော့ဟေဆယကအများဆုံးသူကပြောထားတာဖြစ်တယ်အဲ့ဒါတော့ဒိနီယကလည်းပြောထားတယ်ယေရှုခရစ်တော်လက်ဝါးကတာမှာတည်တဲ့အကြောင်းကိုသူကတော့နော်ကြောက်လို့ကြီးလေးလာပြီးတော့လူတွေကမှဖန်ဆင်းနေတာမဟုတ်ဘူးနော်ကြောက်လို့ကြီးလေးလာပြီးတော့အဲ့ဒီကြောက်လို့ကဗာလဲအဲ့ဒီရုပ်တုကြီးကိုပြီးတော့အကုန်လုံးပိတ်သွားတယ်ဆိုတာအဲ့ဒါလက်ဝါးကတာမှာယေရှုခရစ်တော်တည်နေတာအဲ့ဒါပေနေချက်လေးဆိုတော့ကျွန်တော်တို့ကပ္ပဝုsorry
င်မတဲ့အခန်းကြီးတိကိုကြည့်တဲ့ချိန်မှာယေရှုခရစ်တော်ဆိုတဲ့သားတော်ဟာဘယ်ကနေမွေးဖွားလာတယ်လဲဆိုတော့နော်အာဗြဟံမိဒါဝိဒ်မှာဆင်းသက်လာတော်မူသောယေရှုခရစ်တော်ရဲ့ဆွေရှင်မျိုးဆက်တော်စရင်ဟူမူကားဒီမှာအာဗြဟံနဲ့ဒေးဗစ်တို့မှာဆင်းသက်တော်မူသောယေရှုခရစ်တော်ရဲ့ဆွေတော်ရှင်မျိုးတော်စရင်ဟူမူကားဆိုပြီးတော့သူရှိထားတာတွေ့ကြတယ်ဆိုတော့အာဗြဟံကလည်းစတင်လာသူကပြောထားတယ်ဆိုတော့အာဗြဟံကလည်းဘုရားသခင်ဇွဲထားတဲ့လူမျိုးထဲမှာအာဗြဟံလူမျိုးကိုဟေဗေလူမျိုးလို့ခေါ်တယ်အာဗြဟံရဲ့သားအိုက်ဇက်ကမွေးဖွားတဲ့ဇောက်ကောက်ကမွေးဖွားလာတဲ့ဆင်မျိုးကိုဣသရေလလူမျိုးလို့ခေါ်တယ်အဲဒီဇောက်ကောက်ကမွေးထားတဲ့သားဆင်ယောက်ထဲမှာယူဒကိုဘုရားကကောင်းချီးပေးပြီးတော့နော်အာဗြဟံကနဲ့ယာကုပ်ကနဲ့ယူဒအဲ့ဒါကိုယေရှုခရစ်တော်မွေးဖွားဖို့ဘုရားသခင်ကရွေးထားတာဖြစ်တဲ့အတွက်ကြောင့်ယူဒကိုဇောက်ကောက်ကကောင်းချီးပေးလိုက်တယ်အဲ့ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့လောကရဲ့တမန်ပုံပင်ကိုကြည့်တဲ့ချိန်မှာဓမ္မချမ်းစာနဲ့လုံးဝမကင်းကွာဘူးဆိုလို့ကျွန်တော်တို့ဒီနေ့လည်းတက်တဲ့ခံခြင်းနဲ့နော်အာဗြဟံလူမျိုးကိုဟေဗေလူမျိုးလို့ပြောထားတယ်တချင်လုံးကတော့အာဗေလူမျိုးတွေကကပ္ပပေါ်မှာနာမည်ကြီးတယ်ပြပဇာကောတာသမီးတွေကိုဣသရေလလူမျိုးတွေကြီးထားတယ်ဣသရေလလူမျိုးတွေလည်းတချင်လုံးကနာမည်ကြီးတယ်အဲ့ဒီဣသရေလကတာဇူဒတတိယစရုထာမျိုးတာဇူဒကိုကောင်းချီးပေးလာတဲ့ချိန်မှာဒီနေ့မှာတော့တကပ္ပလုံးကကျမ်းစာမှာဓမ္မကျမ်းတိမှာကျွန်တော်တို့ဖတ်တဲ့ချိန်မှာဗာပြောလဲယူဒပီနော်ဟေဘရုပီမဟုတ်တော့ဘူးဣသရေလလူပီမဟုတ်တော့ဘူးယူဒပီဘာလူမျိုးလဲယူဒလူမျိုးအခုမွေးနေ့ချင်းပါတဲ့ယေရှုခရစ်တော်ကိုဘယ်လိုခေါ်လဲယူဒဘရှင်ယူဒရှပရန်ယူဒရမ်ယူဒနီဖွန်ရောက်ပါချစ်တယ်အရှင်တို့ကတော့ဟေဗေလူမျိုးနော်ဣသရေလလူမျိုးဒါပေမဲ့အခုကတော့ယူဒပီယူဒလူမျိုးယူဒဘရှင်လို့ယေရှုခရစ်တော်ပေါ်ထားပြီးတယ်ဒီဟာကိုနိပေါ်ဘလို့ကြလဲဆိုတော့နော်လေးထောင်နေရကြတယ်တဲ့အာဒမ်ကနဲ့ကပ္ပဦးချက်ခုနပြောတယ်ကပ္ပဦးချက်ခန်းကြီးတုံးကနဲ့အာဗြဟံမဖိလူမျိုးဘောင်းစုံမွေးဖွားတဲ့ချင်းနိပေါ်တရားလေးစီကြတယ်အဲ့ဒီအာဗြဟံကနဲ့နော်ဘေဘလဂျူဘဝခန္တဲ့ချင်းဒီနေ့ကအိုင်မတ်ထဲမနော်ဘေဘလဂျူဘဝခန္တဲ့ချင်းကိုနိပေါ်တစ်ထောင်လေးရပြန်ကြတယ်ပြီးမှအဲ့ဒီဘေဘလဂျူကနဲ့လွတ်မြောက်ပြီးမှသူတို့ယေရှုခရစ်တော်မွေးဖွားတဲ့ချင်းကနိပေါ်တစ်ထောင်လေးရပြန်ကြတယ်တစ်ထောင်လေးရနဲ့နော်အဲ့ဒါဆိုတော့နိပေါ်လေးထောင်200ကျမှယေရှုခရစ်တော်ဒီလောကကိုမွေးဖွားတာကိုကျွန်တော်တွေ့ခဲ့တယ်ဆိုတော့အဲ့ဒီယေရှုခရစ်တော်မွေးဖွားလာတဲ့ချိန်မှာသူ့ရဲ့ဖခင်ဖကတော့အာဗြဟံကနဲ့ဒေးဗစ်ကနဲ့သူပြောထားတယ်နောက်ဆုံးတော့အဲ့ဒီယူဒပေါ့နော်သူမိခင်ဖကတော့တမန်ဆိုတာကြောက်ဘူးလားတော့မသိဘူးသူကတော့ယောက်ျားရတယ်သူယောက်ျားဆုံးသွားတယ်ကလေးမရဘူးအဲ့ဒီချိန်မှာယူဒလူမျိုးတွေကကလေးမရတဲ့မိန်းမနော်ယောက်ျားမရနိုင်တဲ့မိန်းမကဖျားသခင်ရဲ့ချင်းအမင်္ဂလာကိုခံရတယ်ဆိုမှယူဒလူမျိုးတွေကရန်ကြဲကြတယ်အင်ဖော်မချင်တာကတော့ထားလိုက်တော့အပြူကြီးဆိုတော့လုံးဝယူဒလူမျိုးတွေကနာမည်ရှင်းတော့မှမထိချင်တော့ဘူးပြီးတော့အင်ထော်ချက်ပြီးမှကလေးမရဘူးဆိုတော့ဒီလူကတော့ဖျားချင်းခံတယ်လို့ပဲဥပမာကွာဆာရာလူမျိုးတော့ပေါ့နော်အဲ့လိုမျိုးတွေမြတ်ကြီးရှိတယ်တမန်လေးအဲ့လိုမျိုးဖြစ်တယ်သူယောက်ျားဆုံးသွားတယ်ကလေးမရတဲ့အတွက်ကြောင့်ကုလူပုံပေါ်မှာသူကဆက်ပြီးတော့ဗာလဲနေနာနဲ့အရှင်းမရှိတော့ဒီမှာသူကဗာလဲprostitute လို့ခေါ်တယ်မကောင်းသောမိန်းမကိုအရှောင်ဆောင်ပြီးတော့လေဆောင်ကူချုံပြီးမှကျွန်တော်တို့ပြောမှာနေလို့မှကြည့်မှာပေါ့နော်ဒီရွာအုံနဲ့ထက်နာမှာအုံနဲ့ထက်မှာရှိတယ်ပေါ့နော်အဲ့ဒီကမှသူကသွားပြီးမှတင်းချန်ကုန်မှာပေါ့နော်အဲ့ဒီမှာထိုင်ပြီးမှမကောင်းသောမိန်းမအယောင်ဆောင်ပြီးတော့ဆောင်ခုတ်ထားတယ်အဲ့ဒီချိန်မှာအဲ့ဒီယူဒတန်နာမှာတော့တမန်ကယူဒတန်နာရတာအဲ့ဒါယူဒရဲ့သူသားတည်တော့ယူဒနဲ့ကလေးမွေးတာအဲ့ဒီမွေးတဲ့ကမနာဆာနော်ပြောချင်တာကပထမဆုံးအဖို့ကတမန်မကောင်းတဲ့မိန်းမဒုတိယအဖို့ကဘယ်သူလဲတိလိုက်ဂျေရကောကမိန်းမကဘယ်သူလဲရဟပ်သူလည်းမကောင်းတဲ့မိန်းမပဲပြီးတော့တတိယအဖို့ကဘယ်သူလဲတိလိုက်ရူတာဆိုတာလေတပတ်တော့မျိုးတည်နော်ဂျန်တလူမျိုးရဟပ်နဲ့ယူရူတာကတခြားလူမျိုးယူတာလူမျိုးလည်းမဟုတ်ဘူးဟေဘဲလူမျိုးလည်းမဟုတ်ဘူးနော်ဣသရေလလူမျိုးလည်းမဟုတ်ဘူးသူတို့တော့မှဗာလဲမကောင်းသောမိမပဲဖြစ်တယ်ရူတာဆိုရင်လေ
သူ့အဖေနဲ့သူ့သမီးနဲ့ရတဲ့မော့လူမျိုးနဲ့အမန်လူမျိုးဆိုတာလေကောင်းမွန်နဲ့လက်ထပ်ပြီးတော့မင်္ဂလာဆောင်ပြီးတော့နော်မွေးဖို့တဲ့သားသမီးတွေမဟုတ်သူ့အဖေကကျောက်ပူထဲမှာသူ့သမီးနဲ့နော်မွေးဖို့လာတဲ့အမျိုးတွေဖြစ်တယ်ဘလို့စူးတယ်နော်ခရစ်ယာန်ကိုမွေးထားတဲ့သားသမီးထဲမှာလူသားထဲမှာယေရှုခရစ်တော်မွေးလာတာနော်ဆရုထအဖို့ကဘယ်သူလဲဒီလားကိုရာယမင်းမသူလည်းမကောင်းမင်းမဖုတ်ပြတဲ့မင်းမပေါ့နော်သူကနဲ့မွေးဖွာလာတာဘာဖြစ်လို့ရှင်မတေးကအဲ့လိုထိကိုကြီးထားတယ်လေဆိုတော့ယေရှုခရစ်တော်ဟာအခုလာပြောတယ်ဓမ္မဟောမှာအချင်းပေါင်း300ထဲမှာနော်ဘုရားသခင်ပြောထားတဲ့ဘုရားသခင်ဂတိပေးထားတဲ့မက်ဆာယနော်ဘုရားသခင်ပေးထားတော့ယေရှုခရစ်တော်တကယ်ဟုတ်တယ်ဆိုတာကိုအီမန်နူယယ်ဖြစ်တယ်ဆိုတာကိုသူမြတ်ကလက်ခံအောင်ဆိုပြီးတော့အသေးစိတ်ကြီးထားတာဖြစ်တယ်ဆိုတော့အဲ့ဒီယေရှုခရစ်တော်ဟာဘယ်သူဒီအတွက်လာခဲ့တယ်ဆိုတော့နော်အပိတ္တလူရဲ့အတွက်လာတာဖြစ်တယ်ဆိုတာကိုတက်တဲ့ခါတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါတော့ဒီနေ့ဟာကျွန်တော်ကအတင်းတော်အတွက်ဘာမှမလုပ်ပေးနိုင်သေးဘူးကျွန်တော်ကျမတို့ကတော့နော်သူလူရမဝင်သေးဘူးကျွန်တော်ကတော့ဒီနေ့ချင်းချင်းအချက်မဖြစ်နိုင်သေးဘူးကျွန်တော်ကတော့ဒီနေ့ချင်းချင်းစာဒရာယာကိုရမဖြစ်နိုင်သေးဘူးကျွန်တော်ကျမကအပိတ္တဖြစ်တယ်ဆိုတဲ့ဟာမျိုးနဲ့နော်လုံးဝဆက်ကြုံချင်းမရှိနဲ့ဆိုလို့ချင်းကစိတ်နှလုံးအကျွမ်းမဲ့တဲ့ယေရှုခရစ်တော်ထာမှာဒူထုတ်ပြီးတော့မြောက်ပြီးတော့ဆူတောင်းနေမယ်ရှင်တော့ယေရှုခရစ်တော်ဟာကျွန်တော်တို့နှလုံးသားမှာအမေတန်ဝင်ခြင်းတယ်ဟာလေလုယာအပိတ္တရိထဲမှာအမေတန်ယေရှုခရစ်တော်ကအမေတန်နေခြင်းတယ်ဟာခါလို့ပြောမယ်ရှင်တော့နော်မစ်ဝဲမီနာကဖြစ်လို့မင်းယေရှုအဆုံးစကုတ်ဘူးZaiban tu miswal kan si songa, Zaiban tu mikap kilo kan si songa, Zaiban tu mini seri lo mi kan si songa. Hen Yesus kan si na jum jum sal. Haleluya. Yesus kan si na jum jum besi. Tu alam tan nak dikta hen abi le beli me thalaw an si na kong hen. Hin na chung ndo ko Mesaya mi khap du bo rak chu ko tu ja chen kasin na raw dikta kan pela. Kaya macam miswal ko dengan karakra, miswal mi na khap dengan karakra, azomi na cha karakra, dia Yesus mi karak tinasi. Dapat jadi fantastik konsep. Elu be Yesus Kristus kacau orang be. Di loka kular cuma kau kimbung simpeling ku sudah biro no. Payah taruh pitching ku sudah biro. Tu kan payah pipe me, payah pitching ku sudah biro. Lu sakit ku kayu biro. No, belinyo manusia ku cek mata maka bene. Jumbo ku kayu biro no. Non semua lewat kata mah. Atekan payah rakan. Ajar ku nau sama. Rata Yesus kata biro. An opwe that be pen look they say that you have Gine Lurika and also look for the Hadika and also Upama Piomission or Sakanaka Piola Gine Zuji to the Ha Lordisha Atino Cat General Yaki May te or no Ele may a pulema pure Atino as you look at Messiah no si mate khati ne sege malekori Timothy malekori Petru malekori bele masome jibe kare bale na prophet ti ajong song to prophet ti dia ho sari amya chi thwat la ma yin to te tanari amya chi thwat la me tari tha ba mu pyo tha aku jono no ma yi twe le anayo ka ngin tet chin no ho de ho a ba nya ni ba amya o myo ri po noဒီနေ့မှာပဲအခုမှာပဲဝိညာဉ်တော်ဘုရားကကျွန်တော်ကိုဖွင့်ပြတယ်။ခင်ဗျားတို့ထဲမှာကျွန်တော်သိတယ်။အဲ့ဒီထဲမှာထဲထားတဲ့အမျိုးသမီးထဲမှာရှိချူရှိတဲ့သူတည်တယ်။ဘုန်းကြီးတော်ကအခုမှဖွင့်ပြတယ်။မရှက်နဲ့နော်။ဒီဘက်မှာထားတဲ့ထဲမှာလည်းနော်တွေ့ကူရှိတဲ့လူရှိတယ်။အခုမှပဲဝိညာဉ်တော်ဘုရားကဆရာတရားဟောနေတာဖွင့်ပြထားတယ်။မရှက်နဲ့လာကြဆက်တော်ပဲ။လာရှိမထွက်ဆူတော်ပဲ။အဲ့လိုပြောတဲ့ချိန်မှာရှိတာဗော။အဲ့လိုလူမျိုးတဲ့ထဲမှာတကယ်ဒီလူဝိညာဉ်တော်ကဖွင့်ပြတယ်လို့စိုက်ခေါ်တယ်အဲ့ဒီမျိုးတွေခင်ဗျားတို့ကအဲ့ဒါကိုဂျုံပြမှာရှိကိုထွက်လာပြမှာအနာရှိတဲ့နေရာကိုထိပြမှာတော့ဆူတောင်းပေးမယ်ဆိုအစာရဘာရဆက်ဆက်တာဇာမီကျူမကျပ်ပြပေါ်မှာလဲပြီးတော့အဲ့နာရောက်ကနေတက်ပြီးပိုင်းရတယ်ပေါ့နော်ဒီဟာလိုမျိုးတွေထွက်လာမယ်ပြောတာအဲ့ဒါတော့ယေရှုခရစ်တော်ကတကယ်နောက်ကပတ်တော့ဖျားတဲ့တာတော့ဖြစ်လူကြီးဖျားပြောတာဟုတ်တယ်နော်အန်အောဆက်ဆိုအဲ့ဒါဇုံချီတူရီကအခုကပတ်စတာရီကမလောက်ချင်ကြတဲ့ကဘူရာကတော့လောက်ပြီးပြီအထက်ကလန့်ဆရာကြီးနော်ပခုတ်ကိုမောလာမစောရမြတ်ကြီးတွေ့တယ်မောလာကျွန်တော်တို့ကနော်မွတ်စလင်တွေကတက္ကစကလေးကလောက်ထားတာချီရီပါရင်ဖျက်ပြီးတော့လေနော်ဟိန္ဒူတွေကစကလေးကလောက်ထားတာခရစ်
နီကအခုလိုဒီရှက်ခက်ကြမှာ1900ကျော်မှာပဲလောက်ရတာအဲ့ဒီမတန်ခင်ကနော်ကျင်းတဲ့လူတွေကပတိစိတ်တာမျိုးတရုတ်ဒီယောကကုတာမျိုးအစိတ်တာမျိုးအများကြီးလောက်ပြီးအဲ့တော့ဆက်မဟုတ်ဘူးအစမ်းအော်ဆက်ကောင်းတာကဖျားတခင်ရတာတော့ကိုကိဘူးရှင်ပလင်ကိုဆွတ်တော့ပြမဒီလောကကိုကြွလာတော့မကောင်းဘူးနော်လောကကမှာခင်ဗျားတို့ကျွန်တော်တို့တရားမဲ့နေရမှာတူတည်ပြတာကိုအကြတော့ဆက်ကောင်းတယ်ဥပမာတစ်ခုပြောမယ်နော်အခုခက်က reverend လေးပေါ်လာဘူးလူပေါ်ပြီဒေါက်တာလည်းဘူးလူပေါ်ပြီဒါပေမဲ့ဆရာကတော့နည်းနည်းတင်ယူပြီးမှရရှိတာနော်ဆရာကဒီချဲလူနဲ့မတူဘူးဆိုတာပြောချင်တာနောက်ကနေပြီးတော့ကြည့်တဲ့လူတွေကြည့်ဆရာကတော့ BTI ကနေအဲ့ဒီ doctorate ကြီးကိုကျွန်တော်အသက်30နှစ်ကနေကျန်းစာကြောင်းတက်ပြီးတော့ကျွန်တော်50နှစ်မှကျွန်တော် doctorate ကိုရတာဖြစ်တယ်ပြောချင်တာက doctorate ရတဲ့လူပေါ်တယ်အခု reverend လေးပေါ်တယ်တချို့လူရှိတော့တရားဟောခါကြီးမှာဘာမှreverend doctor လို့ပြောရင်မတူတော့ဆက်ရှုတယ်လေဟုတ်တယ်ဟာ reverend ကိုဆရာတို့ခေါ်ကြည့်လိုက်ဆက်ရှုတဲ့လူတွေအများကြီးပဲdoctor ကို doctor မှာထည့်ပေးနေပြောကြည့်လိုက်ဆက်ရှုတဲ့လူတွေအများကြီးပဲဒီနေ့မှသူတို့ကိုထားလို့ပြီးတော့နောက်နေ့မှမရွှေရင်လည်းသူတို့ကဆက်ရှုပြီးတော့ချုပ်မဲ့လူတွေအများကြီးပဲဒီလောကမှာမြို့သမီးကနာမဒီနေ့တော့သူကတော့မပါတော့ဘူးဆိုရင်တော့သူတို့လည်းပါချင်ကြလဲဇမတ်တဲ့သူကကောင်းတာလေဟုတ်တယ်ဟောဒါပေမဲ့စဉ်းစားကြည့်ကောင်းတဲ့မေကြီးကိုဖန်ဆင်းပြီးတော့နော်ကောင်းကင်မှုရှင်ပလီကိုဆွတ်လို့ပြီးမှဒီလောကကိုလာတာအဲ့တော့ဆက်မကောင်းဘူးလားဒီလောကဆက်ကောင်းတဲ့ယေရှုခရစ်တော်ကိုယုံကြည်တယ်ယုံကြည်တယ်အာမင်ကျွန်းတော်ရောခိုင်ယူတယ်အင်းကြီးမရှိပေါ်ကြီးမရှိအင်းမရှိဘာလဲငက်ကလေးနဲ့မေခွေကတော့နေရှာရှိတယ်ငါကနေရှာမရှိဘူးတေးပြီးမှလည်းသူကတချို့မဲ့တင်ချက်ကိုမရှိဘူးသူမြတ်တင်ချက်ကိုမှသူကိုတချို့လိုက်တာယေရှုခရစ်တော်ဘာမှမရှိဘူးအဲ့ဒါကိုအနောဆက်ကောင်းတယ်လို့ဟေ့ဆရာကပြောတာဖြစ်တယ်တန်ပြဖဲနော်ဆရာချက်တန်ပြဖဲကောင်းတဲ့ယေရှုခရစ်တော်ဖြစ်တယ်အတိတူတင်တာအောက်ကထားရီချမ်းမဲ့တဲ့စကားကြီးတဲ့နော်တန်ပြဖဲအကောင်းဆုံးကယေရှုခရစ်တယ်ဟာလေလုယာခင်ဗျာအဖေအမေတဲ့ခင်ဗျာပါစတာတဲ့ခင်ဗျာအနာကရှိတဲ့လူကြီးလူကောင်းနေတဲ့ယေရှုခရစ်တော်တာလေတန်ပြဖဲကောင်းဆုံးဖြစ်တယ်ဟာလေလုယာယေရှုကိုပဲမေတ္တာဖိတ်ခေါ်ပါယေရှုကိုပဲမေတ္တာဖိတ်တန်ပြပါနော်ကျွန်တော်ကြည့်ကတင်တော့ဘယ်လိုနေမလဲဘယ်လိုရှင်းဆွဲမလဲအမေတန်ယေရှုကိုတန်ပြပါနော်ဒီနေ့ကိုလည်းရှင်းဆွဲခံနေတော့မှစိတ်ကတိချေမဲနေကဆုတော်ပြပါဒီပတ်တော်ဘသူကဥဆောင်မလဲဆိုတာကိုဒါယေရှုကိုတန်ပြပါနော်ကျွန်တော်ရှင်းဆွဲမယ်အကောင်းဆုံးတန်ပြဖိတ်ကယေရှုဖြစ်တယ်ဆိုတော့လုံးဝယေရှုကတော့မခံနေမှာသူတို့ကဘာဖြစ်လဲကြောက်စွကြတယ်မကြောက်နဲ့ဘာဖြစ်လို့လဲအလင်းကြီးတစ်ခါလေးလင်းလာတော့သူတို့ကရန်ကြောက်တာပေါ့တခါမှမမြင်ဘူးတဲ့အလင်းဒီလိုမျိုးချောအလင်းနဲ့လည်းမတူဘူးနေမင်းကြီးအလင်းနဲ့လည်းမတူဘူးမြရဲ့လာတာတဲ့အချိန်ကအလင်းနဲ့လည်းမတူဘူးအဲ့ဒီအလင်းကအရန်ကိုရေးချမ်းပြီးတော့အရန်ကိုတင်မွေးပြီးတော့အရန်ကိုဘယ်လိုပြောမလဲခါစားလို့မရအောင်အဲ့ဒီအလင်းမျိုးကိုတွေ့တဲ့အချိန်မှာသူတို့အရန်ကိုတော့ပြီးတော့ကြောက်ကြွလာတယ်ယေရှုခရစ်တော်အလင်းနဲ့ကျွန်တော်ဝိညာဉ်တော်အလင်းကျွန်တော်အထက်မှာရောက်ရှိလာတဲ့အချိန်မှာလေအယံကိုခံစားပြီးတော့နော်ဝိညာဉ်ချင်းကိုခံစားရတဲ့အချိန်မှာကျွန်တော်တို့ကတင်ချင်းကိုခံစားရတဲ့အချိန်မှာကျွန်တော်တို့ဘလို့ဝိညာဉ်ဖြစ်တယ်ဘလို့ပြောရှိခဲ့တယ်ဆိုလို့ရှိရင်ကအဲ့ဒီကတင်ချင်းတွေကိုကြာနာတဲ့အချိန်မှာကတင်ချင်းကိုခံစားရတဲ့အချိန်မှာယေရှုခရစ်တော်ချင်းမတ်တာကိုကြာကြည့်ကြလာတဲ့အချိန်မှာကျွန်တော်နဲ့တူအဲ့ဒီခံစားဆုံးအယံကိုပြောလို့မရဘူးနော်အဲ့ဒါကြောင့်ကျွန်တော်ပေးတာရှင်ပြဖို့ကလည်းပြောတယ်အဲ့ဒီကေတီချင်းဝဲမြောင်းမှုမရတဲ့လူတွေဆိုတော့တကယ်ဘောနေကြမရလို့ပဲဒီလူမျိုးနဲ့ခံစားချက်တစ်ခါမှမရှိဘူးဆိုတော့ဝဲမြောင်းမှုမရှိဘူးဆိုတော့နော်ကေတီချင်းအစိုးရဆာဝေးဆိုယုံကြည်ကေတီချင်းစိတ်ချရမှုမရှိလို့ပဲဖြစ်မယ်နော်ဒီလူမျိုးနဲ့အတချစ်သူပြီးတော့ကာပြီးတော့ဘာညာလို့ဆိုတော့ကားတဲ့ချိန်မှာပဲဝဲမြောင်းမယ်ရှင်းလားခရစ်မတ်ပွဲမှာပဲဝဲမြောင်းမယ်တခါတလေeventually လာတဲ့ချိန်မှာစင်ကလေးလာတဲ့ချိန်မှာပဲဝဲမြောင်းမယ်ဒါပေမဲ့ယေရှုခရစ်တော်ထံမှာလာတဲ့ဝဲမြောင်းခြင်းကတော့နော်ဘယ်လိုမှမနှမ်းစီလို့မရဘူးအချင်းဖိအဲ့ဒါတော့သူ့ထင်းလေလက်လာဘောတခါမှမမြင်ဘူးလေမြင်တဲ့ချင်းဝဲမြောင်းခြင်းကိုခံစားတဲ့ချိန်မှာသူတို့ကြောက်တယ်အဲ့ဒီချိန်မှာကောင်းကင်ကဘာပြောလဲမကြောက်နဲ့နင်တို့အတွက်တရင်ကောင်းယူဖူလာတာပဲအဲ့ဒါတော့ကျမ်းစာမှာပြောလဲဆိုတော့မကြောက်နဲ့မစိုးရင်နဲ့ဆိုတာကို350တိတိ
တော့360ကတိတိကြီးထားတဲ့ကျက်စားအဲ့တော့နေ့စဉ်နေ့တိုင်းဘုရားသခင်ကကျွန်တော်တို့ကိုမကြုံနဲ့မဆိုရင်နဲ့ဒီနောက်အထက်တရင်ကောင်းယူလာတဲ့ဝတ်မျိုးဆက်တရင်ဘာလဲမတရင်နဲ့နေလောက်ကိုကြည့်ကြည့်မဲ့သူဒီနေ့ဝင်ဖွလာပြီ။အိုးဒီပေါ်မထောင်လေးကကျွန်တော်တို့ကိုကြည့်ကြည့်ဖို့ရဝင်ဖွပြီ။အဲ့ဒီနိကရေကကျွန်တော်တို့ကြည့်ကြည့်ပြီ။အဲ့ဒီနိကရေကကျွန်တော်တို့ကိုကြည့်ချွတ်ပြီးတော့လွတ်မြောက်စေပြီးတော့ဝတ်မျိုးဆက်တရင်ကောင်းကိုကျွန်တော်တို့ရှိမှယူဆောင်လာတာဖြစ်တယ်။အဲ့ဒီအကြောင်းကိုဒီနေ့မဟုတ်ဘူးနော်ဒီနေ့မှပြန်လေပြီးတော့ဝတ်မြတာဖြစ်တယ်။ဒီနေ့မှပြန်လေပြီးတော့ကျွန်တော်တို့ကြည်ပါတာဖြစ်တယ်။ဟာလေလုယာ။အဲ့ဒါတော့ယေရှုခရစ်တော်ဟာကျွန်တော်တို့တဲ့ဝတ်မျိုးဖွင့်တရင်ကောင်းဖြစ်တယ်။ဘာတရင်ကောင်းလဲဖြတ်တဲ့လူအတွက်တရင်ကောင်းအထောင်ထဲမှာရှိတဲ့လူတွေအတွက်တရင်ကောင်းဟောဝန်နေတဲ့လူတွေအတွက်လည်းတရင်ကောင်းအားလုံးအတွက်တရင်ကောင်း36နှစ်ရှင်းနေလို့နော်နူနာကိုလည်းယေရှုတော်ရှုံနာရှင်းနေလို့ကိုယေရှုတော်သူကိုလည်းယေရှုခရစ်တော်ကျမ်းမှာရှိပဲနော်ဝန်နေချေကိုပြီးတော့မူချနေတဲ့မိသားစုကိုလည်းယေရှုခရစ်တော်ဝယ်ပြန်ခြင်းတရင်ကောင်းကိုပေးလိုက်တယ်အဲ့ဒါကြောင့်အဲ့ဒီယေရှုခရစ်တော်ဟာကျွန်တော်တို့အတွက်တရင်ကောင်းဖြစ်တယ်ဆိုတော့ဒီနေ့ဟောချင်တာဖြစ်တယ်သူမွေးတဲ့နေ့မှာပင်ရစီကပါပဲလေလက်ဆောင်သုံးခုတော့ပဲလေနံပါတ်1ပေးထားရပါလေဆိုတော့နော်ရစ်ပူရတဲ့အခါမှာတုံးထားတဲ့အမေတတုံးထားတဲ့frankincense လို့ခေါ်တဲ့ဟာပေါ့နော်အဲ့ဒီဘာမှလို့တော့လောဘန်ကြီးမွေးလို့ကြီးထားတယ်နတ်တာအဲ့ဒီလောဘန်နတ်တာ frankincense ကြီးမွေးဆိုတာကပါလေဆိုတော့နော်ရစ်ပရိုဟက်ကြီးကရစ်ပူဆိုတဲ့အချိန်မှာအမေတဖြစ်နေတာဖြစ်တယ်အမွှေးစတဲ့ကြောင်ပေါ့နော်သူတို့ချင်တာကအဲ့ဒီကလေးသူငယ်လေးဟာဘုရားသခင်ရဲ့ prophet ဖြစ်တဲ့အကြောင်းကိုတိမပြောတဲ့ဟာဖြစ်တယ်အဲ့ဒါတော့ယေရှုခရစ်တော်မွေးတဲ့ညမှာအဲ့ဒီမူရာဆိုတဲ့ လောဘဆိုတဲ့ frankincense မွေးပြတာဟာဒီသူဒီဘုရားသခင်ရဲ့ prophet ဖြစ်တယ်ဆိုတာကိုအတိမပြောတာဖြစ်တယ်အဲ့ဒါကြောင့် prophet ကြီးပြောတဲ့စကားကြီးအားလုံးဟာဘယ်သူကပြည့်စုံစေတယ်လဲယေရှုခရစ်တော်ကပြည့်စုံစေတယ်ဟာလေလုယာအဲ့ဒါကြောင့်ရှင်ပေါလုကပြောတယ် prophet တကတဲ့အကြီးဆုံး prophet ယစ်ပရောဟက်တကတဲ့အကြီးဆုံးယစ်ပရောဟက်ကောင်းကင်တမန်ထက်ကြီးတဲ့သူဖြစ်တယ်လူမပြောနဲ့ကောင်းကင်တမန်နဲ့တော့မှကြီးတဲ့လူဖြစ်တယ်သူဟာဖခင်ရဲ့သားတော်ဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်နောက်ဆုံးသော prophet ဒီယေရှုခရစ်တော်ဖြစ်တယ်ယေရှုခရစ်တော်မွေးဖွားမယ့်အကြောင်းကိုယောဟန်ကပြောတယ်ဟုတ်တယ်ဟုတ်ယောဟန်ကပြောပြီးမှယေရှုခရစ်တော်ဟာမွေးဖွားလာတာဟာဒီလောကမှာဖခင်ရဲ့ prophecy တွေအားလုံးကိုပြည့်စုံဖို့ရအတွက်ဒီယေရှုခရစ်တော်ကပြည့်စုံစေတယ်ဆိုတာကိုကျွန်တော်တို့ရဲ့မွေးတဲ့ညမှာပဲကျွန်တော်တွေ့ခဲ့တယ်အဲ့ဒါတော့ဒီနေ့ခုနပြောချင်းနဲ့ကျွန်တော်တို့တဲ့ prophet မလို့တော့ဘူး hallelujahဘသူကပဲ prophet လာပြုတ်ပဲချင်းဒီနော်လူနေရမယ်ကျွန်တော်ဆူတောင်းတဲ့ချိန်မှာဖခင်ကဖွင့်ပြတယ်ဆိုမယုံနဲ့ဘာဖြစ်လို့သူကိုပြောတာလဲဘာဖြစ်လို့qu'ilကအောက်ကထားတဲ့ chairman နဲ့ president နဲ့မပြောဘဲနဲ့အမျိုးသမီးဆိုသူတို့မပြောဘဲနဲ့ဟိုဖက်က evangelist ကိုသူပြောတာလဲအဲ့ဒါတော့ဆရာတော်မယုံဘူးကျွန်တော်qu'ilကနဖခင်ကနော်ဘလူဆက်တော့မလဲဘလူကုကမလဲဘလူအတိတော့လက်ကြည့်မလဲဆိုတာကဖခင်တခင်နဲ့ကျွန်တော်ဒီနောက်ကပတ်တော်အဖြစ်သူကိုအမေတန်တပင်ကြရအောင်အမေတန်ကျမ်းစာဖတ်ပြီးမှဆူတောင်းပြီးတော့တပင်ရအောင်အဲ့ဒါပဲယေရှုခရစ်တော်ကပြည့်စုံပြီလေအဲ့ဒါကြောင့်တရားဆူတောင်းခတဲ့ချိန်မှာဟုတ်ပြီသားဘုရားသခင်ကခမည်းကိုတော့ချစ်တယ်တပည့်ကိုဘုရားသခင်ကောင်းချစ်တယ်ဘုရားသခင်ကလေပြောတာကတော့ဥပ္ပညလောကဖွင့်ပြတာကတော့သူရဲ့အဆန်ဆောင်ပါလို့ပြောတယ်ကြားဘူးလားခုနှစ်ရဲ့အဆန်ဆောင်ပါလို့ပြောတယ်အဲ့ဒီခုနှစ်ရဲ့အဆန်ဆောင်ပြီးရှင်တော့အနာလည်းတက်တာမယ်ပြီးတော့ကောင်းချီးမင်္ဂလာလည်းခံစားရမယ်လာစားလည်းတူမယ်ဗောမလေးစိတ်ချင်တယ်ဗောအဲ့လိုမျိုး prophet အယောင်ဆောင်နေအတူရများရှိပြီတတိထားပါယေရှုခရစ်တော်သားလည်းနောက်ဆုံးတော့ prophet လည်းဖြစ်တယ် prophet စကားကိုပြီးဆုံးစေတော့တာတော်ဖြစ်တယ်ယေရှုခရစ်တော်ဖြစ်တယ်တခင်ဖြစ်တယ်ဒါဗိဖြစ်တယ်အလောဖွေဖြစ်တယ်ဆိုတာကိုသိစေချင်တယ်ဒုတိယပေးရပါလေမူရာဆိုတာကအလောကိုနော်မပုတ်အောင်ထိတ်ရဖြစ်တယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်ဟာတေတော့တေမယ်ဒါပေမဲ့ तू မပုတ်မထူးပဲရှင်းပြချမြောက်မယ်ဆိုတဲ့ကောင်ကို तू မွေးတဲ့ကလေးကကောင်းကင်တမန်ကအပုံဆောင်ပြီးတော့အဲ့ဒီပညာရှိကလက်ဆောင်ပေးတဲ့ဟာနဲ့ဘုရားချီးမြှင့်ပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ယေရှုခရစ်တော်ဟာတေပြီးမှရှင်းပြချတော်တာကိုဒီလို့ရှိမှလာတာကကေတင်ချင်းဆိုတာတရင်ကောင်းဆိုတာကပါလေတေချင်းကတရင်ကောင်းလားမကောင်းဘူးနော်သူကပြရဲသူကချက်စရောကဖြစ်တဲ့ဆိုတော့တရင်ကောင်းလားမဟုတ်ဘူးနော်ချက်တာရူတိုက်ကဆူရင်ပြီးတော့နော်
哦，这种开始有可能过了那不是用嘛，现在要多比属于呢，这种印尼那嘛，现在如果别的什么什么个这比如阿罗那边啦么呢，没那说起来嘞，这种这边多的什么不如来钱呢，比如个这比如钱着，哎，有没有等于钱呢？等于数不呢？是咯，他比如耶稣基督对啦，我等于讲路口的。耶稣基督对啊，我啊，别大人路着地铺皮啊，这个家己路个我有点我把比如等于讲路口的嘞，等于讲嘛好不呢？对嘞，属于亲戚咯，比比属呢，把等于讲嘛好不呢？但是对嘞，耶稣那个送啦，没送不，都把皮嘞，身边参庙嘞，哈利路亚。အဲ့ဒါကိုမောရာရှိမှုကပုံဆောင်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါတော့ရှင်ပေါ်လူကဘာပြောလဲယေရှုခရစ်တော်တည်ပြီးမှရှင်ပြန်ထမြောက်တဲ့အကြောင်းကိုငါတို့တစ်ချိန်တော်ဟောတဲ့ကိုဘာဖြစ်လို့မယုံတာလဲအဲ့ဒါကမယုံဘူးဆိုရင်တော့ဒီယေရှုကျွန်တော်တို့ဟောနေတဲ့တရင်ကောင်းဆိုတဲ့အခါကျွန်တော်တို့အသက်ရှင်နေတဲ့ချိန်ကာလအတွက်ပဲဖြစ်မယ်ဆိုတော့ခရိယန်ဒီအားလုံးဟာကမ္ဘာပေါ်မှာကအဆူဆုံးနော်ဖြစ်မယ်ဘာဖြစ်လို့လဲအရက်တော့ချင်ရက်တဲ့မတော်တာလေမတော်တော့တာလေဟုတ်တယ်မလားဖေကစားချင်ရတဲ့ကျွန်တော်အနာမှာထပ်ပြီးမှကြီးပြီးတော့မကစားရတာလေဟုတ်တယ်ဟုတ်ဒီနေ့ကနေမှာအိုးဒီမှာစကတိတော့စံပီကနေပေါ့နော်ဥမာလို့ဆိုတော့ချက်အချက်ကနေနော်စေနာရေးပြကြောင်းလာမယ်ဆိုတော့တခါတလေစနေနေ့မှာလာအဲ့ဒီနော်ဒီမှာအင်းမအစ်ချင်တာပေါ့ဟုတ်တယ်ဟုတ်တင်းပြီးဆိုတဲ့ကနေပြီးမယ်ဆိုတော့ဖတ်ထုတ်လို့လေကျွန်တော်အသက်ရှင်နေတဲ့ဘဝကောင်းခြင်းမိကြတာခံဒီမှာတရိထဖို့လို့လေခရိယာနီယုံကြည်သူတွေတရိထဖို့လို့လေနော်မလာမေမနေ့ပြန်နောက်နေ့မှာခံစားရမယ်ကောင်းခြင်းမိကြတာဘယ်တော့မှဆုမတောင်းနဲ့ကောင်းခြင်းမိကြတာခံစားရဖို့ဆုမတောင်းနဲ့အစားလည်းမဆောင်နဲ့ဘုရားကလည်းမကူကွယ်နဲ့အဲ့ဒါဆန္ဒမှန်တဲ့လိမ့်နေချက်ပဲဘုရားကခမည်းတော်ကျွန်တော်တို့အတွက်လောက်ဆောင်ပြီးတာပေးပြီးတာခံစားရပြီးတာအရာထဲမှာကောင်းခြင်းမိကြတာကိုယူချက်ဖို့လို့လေဟာလေလုယာအဲ့ဒါကိုဒီမှာကျက်စာကပေါ်ပြထားတာဒါဆိုဖျားတဲ့ဘေးကောင်းခြင်းမိကြတာမကျင်တဲ့ဘူးလားမျက်စိနဲ့ဖက်မြင်နာအောင်နားနဲ့ဖက်ချင်နာအောင်တွာလာလို့ရှိတော့ဖျားကိုချီးမွမ်းတာခုနာကနာအောင်ဒီလိုဖျားရင်ကောင်းခြင်းပေးတာကိုမကျင်တဲ့ဘူးလားဘာဖြစ်လို့လာမဲ့ကောင်းခြင်းမိကြတာကိုစာဆောင်ပြီးတော့လာမဲ့ကောင်းခြင်းမိကြတာဆာရောက်ဖို့ဆူတောင်းတာအဲ့ဒါစာတာမနိုင်လိမ့်နေချင်းတကယ်ယူကြည်သူတွေဆိုတော့နောက်ဖိတ်ကိုကြည့်ပြီးတော့ဖျားကောင်းမြတ်ချစ်ကိုမေတ္တာကြည့်ပြပါဒီမနေ့ညီမလေးကအော်ပေးတာလေဖျားရင်ကောင်းမြတ်တဲ့ကြောင့်ကျွန်တော်တို့ပုံမှာမိသားစုပုံမှာကုသပုံမှာတိတော့ပုံမှာအဲ့ဒါပဲကြည့်ပြပါလာမဲ့ကောင်းခြင်းမိကြတာမပြောနဲ့ဖျားတခင်လူတို့ဒါပဲသက်စင်ပါစေဟာလေလုယာအဲ့ဒါကိုကျွန်တော်တို့တတ်တာလို့ခေါ်တယ်အဲ့ဒါတော့ယေရှုခရစ်တော်ဟာသူတည်ပြီးတာမှာကပဲနဲ့ချင်းပြန်ထားပြောတာကိုကျွန်တော်တို့ကယုံကြည်ခြင်းအပြင်မမြင်ရတဲ့ဘူးမထိမတွေ့ရတဲ့ပေမဲ့ယုံကြည်ခြင်းအပြင်ဟောထားရအသက်ရှင်နေဆိုတာကိုကျွန်တော်တို့ယုံကြည်တာကိုအဲ့ဒီယေရှုခရစ်တော်ကဒုမွေးရဲ့ညမှာပြောဆောင်လာဖြစ်တယ်အဲ့ဒါတော့ဒီဘောလုံးကပဲပြောလို့ဆိုတော့ဒီယု physical body ပေါ့နော် physical exercise လုပ်ထားတယ်ဒီလူရဲ့ကိုခန္ဓာနဲ့ကျူးစားတာတင်တာပေးဆက်တာကတော့ကောင်းတယ်ဒါပေမဲ့ဒီဟာတွေကအဆုံးရှိတယ်ဒါပေမဲ့ဝိညာဉ်ရှိရဖြစ်မှာဘုရားအတွက်ပေးကနာရီသို့တော်နာရီအနိဋ္ဌခန္ဓာရီအလုံးကဒီလောကအသက်ရှင်တဲ့ချိန်မှာကျမ်းမာခြင်းချမ်းသာခြင်းတာမကညီတဲ့ခြင်းတာမကထာဝရအတွက်ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကဒီလောကအင်္ဂိကာရအတွက်မဟုတ်ဘူးထာဝရအသက်ကိုပေးတဲ့အတွက်အဲ့ဒီထာဝရအင်္ဂိကိုတော့ဖို့ရကျွန်တော်တို့ပြီးနေတာဖြစ်တယ်ဟာလေလုယာဒီလောကမှာမြင်နိုင်တဲ့အရာတွေအားလုံးဆွေးနွေးကြတာတွေအားလုံးကတနေ့နဲ့ပြုတ်ပြသွားလိမ့်မယ်ကျွန်တော်တို့ချက်ထားခဲ့လိမ့်မယ်ဒါပေမဲ့အဲ့ဒီထာဝရအတွက်အオープンနော်တန်ပြည့်ဖက်ယေရှုခရစ်တော်ကျွန်တော်တို့အတွက်လောက်ပဲတဲ့အရာတွေအားလုံးကိုကြည့်ရှုပြီးတော့ဆက်ပူရန်ဆရာဒီကနေ့ခုနပဲချင်းနဲ့နောက်ဆုံးအနေနဲ့ပါလဲဆွေကိုပေးထားတယ်ဆွေဆိုတာကတခင်ဤရဲ့အရှင်နေကပဲပါစနာအဲ့ဒီခတ်တော့ကအဲ့ဒါတော့ယေရှုခရစ်တော်ဟာသူဟာတခင်ဖြစ်တဲ့အကြောင်းကိုအတိမပြောတာဖြစ်တယ်တခင်တကားတဲ့တခင်ဘယင်တကားတဲ့ဘယင်ဖယားတကားတဲ့ဖယားဖြစ်တဲ့အကြောင်းကိုသူမွေးတဲ့ညမှာပဲအတိမပြောတာဖြစ်တယ်ဘယ်တော့မှသူ့ရဲ့ဘယင်ကိုခံရမလဲဆိုတော့နိပေါင်းတစ်ထောင်မှာဣသရေလလူမျိုးတွေယူဒလူမျိုးတွေအတွက်နိပေါင်းတစ်ထောင်အောက်ချုပ်ရမယ်ဘယင်ဖြစ်တယ်ဒီနေ့မှာကျွန်တော်တို့ယုံကြည်ခြင်းအဖြစ်ယေရှုခရစ်တော်ဟာကျွန်တော်တို့ရဲ့ကယ်တင်ပါခြင်းကျွန်တော်တို့ရဲ့တခင်အဖြစ်လက်ခံခဲ့တယ်လို့နိပေါင်းတစ်ထောင်မှာဣသရေလလူမျိုးတွေအတွက်ဇာတိအဖြစ်
နော်အသက်ရှင်ရမှာဖြစ်တယ်ဒီပေါင်းတော်ထောင်ကို6ရပါမယ်ဒီနေ့ယေရှုခရစ်တော်ဟာအိုးကျွန်တော်ရဲ့ကိတ္တပါခြင်းကျွန်တော်တရားမဲ့အစတဲ့ပဲယေရှုခရစ်တော်ဟာကျွန်တော်ရဲ့ကိတ္တပါခြင်းဖြစ်တယ်ဆိုတဲ့ယုံကြည်တဲ့ခါချင်းအဖြစ်ယုံကြည်တော်သူတွေအလုံးဟာချီဆောင်ခြင်းအဖြစ်ကျွန်တော်တို့တနေ့နော် glorify body ဘုရားကူတော်ကိုခန္ဓာနဲ့ကျွန်တော်တို့ကိုချီဆောင်ခြင်းကိုခံရနိုင်မယ်ပြီးမှယေရှုခရစ်တော်ဒုတိယကြွလာပြီးတော့ဣသရေလလူမျိုးတွေကတော့ဇာတိပကတိနဲ့သူအောက်ချုပ်မှာဖြစ်ပါတယ်ယုံကြည်သူတွေကတော့တကူနော်ဝိညာဉ်တော်တကူနဲ့ကျွန်တော်ကိုခန္ဓာနဲ့ချင်းပြန်ထားမျိုးမယ်ဣသရေလလူမျိုးတွေကျတော့ဇာတိပကတိနဲ့ညပေါင်းတော်ထောင်အောက်ချုပ်လာနိုင်မယ်အဲ့ဒါကိုညပေါင်းတော်ထောင်ကာလာလို့ခေါ်တယ်နော်အဲ့ဒါကိုနိုင်ငံတော်လို့သတ်မှတ်ထားတယ်အဲ့ဒီနိုင်ငံတော်ကဒီနေ့ယုံကြည်သူတွေကျွန်တော်တို့အတွက်မဟုတ်ဘူးအဲ့ဒီနိုင်ငံတော်ဆိုတာဣသရေလလူမျိုးတွေအတွက်ဖြစ်တယ်ကျွန်တော်တို့ဟာအသွေးတော်အဖြစ်ကျေးဇူးတော်အဖြစ်ယုံကြည်ခြင်းအဖြစ်ကဲ့တင်ခြင်းကိုရရှိတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်လက်ထဲမှာကျွန်တော်တို့ကိုချီဆောင်ခြင်းခံမယ်ကျွန်တော်တို့ရဲ့အိမ်တော်ကတော့ထာဝရဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်အဲ့ဒီတခင်ဖြစ်ခြင်းဟာယေရှုခရစ်တော်သူရဲ့နှွေးဖွယ်တဲ့နေမှာပြထားတဲ့လက်ဆောင်တွေကအစဖခင်ရဲ့အတိအမဲ့ပြုခြင်းကအကုန်လုံးပြည့်စုံပြီဆိုတော့ကျွန်တော်တို့ရဲ့ယေရှုခရစ်တော်ဟာကျွန်တော်တို့ကယ်တင်ပါခြင်းအဖြစ်ဒီနေ့ယုံကြည်ပြီးတော့လက်ခံရအောင်ဆက်လက်ပြီးတော့အသက်ရှင်တဲ့အခါမှာရှိဖက်ကိုဖခင်ကိုပြအားဆုံးပြုပြီးတော့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုမေတ္တာကြည်ပြီးတော့ဒီနေ့လိုပဲနေ့ကနေ့တိုင်းခရစ်စမတ်ဖြစ်စေဖို့ရန်အားလုံးကိုယေရှုနာမနဲ့ပဲခေါ်ပါတယ်အားလုံးပြည့်စုံကောင်းချီးပေးပါစေအာမင်ဘယ်တော့မှအဆအဆုံးမရှိတော့မပြောင်းလဲတော့ခမဲတော်ချစ်ချင်းမတာယေရှုခရစ်တော်ကြီးလာတော်မတာတော်ဝိညာဉ်တော်ဖျားနေခြင်းနဲ့တန်လမ်းပြပူဆောင်ခြင်းဒီနေ့မှာဖျားခင်ထမလာတော့ဝေပြပူကွယ်တော့စုတော်တော်တခြင်းစုပြီးမပေကခြင်းအားဖြစ်ပါဝင်တော့အကြောင်းရှိတာအပေါ်မှာဒီနေ့ကလည်းစားပြီးတော့ကပ်ပါကုန်ဆုံးပြီးကြအောင်ဒီမဲဒီစီပါစေတော့အာမင်